ဒီကိုတော့အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်အခုကတော့ဒီခုံလေးလာမေးကြလို့ခုံလေးလှုပ်ချင်တဲ့လူတွေကျွန်တော်ဒီမှာလာပြီးတော့ pre-order တင်လို့ရပါတယ်လိုချင်တဲ့ design လိုချင်တဲ့ပုံစံအောင်ပြလို့ရပါတယ်လိုမျိုးလုပ်ပေးပါတယ်နော် customize လုပ်ပြီးတော့ဗောနော်လိုချင်တဲ့ပုံစံလေးလုပ်ပေးပါတယ်ဒီခုံကတော့ကျွန်တော်ပထမလုပ်ထားတဲ့ခုံပါဒီခုံကတော့ဒါနမူနာပြထားပါဗောနော်ဒီကောင်ကတော့ပွဲတွေခဏခဏထုတ်ထားတယ်ဒီခုံလေးပထမခုံလေးပါပြီးတော့ဒီခုံလေးကတော့အခုကျွန်တော်ဒုတိယထပ်လုပ်ထားတဲ့ခုံလေးပါဒီကောင်ဆိုရင်တော့ကျွန်တော်ဟိုဈေးကတော့အစားစားกว่าပါเนาะကျွန်တော်ဒီကောင်ဆိုရင်ဒီသုံးထားတဲ့ဟာပေါ်မူတည်ပြီးกว่าပါတယ်ကျွန်တော်တို့ဒါဆိုရင်တစ်ခွဲပတ်လေကိုကျွန်တော်တို့အထူသားသုံးထားပါဒီကောင်တော့ဈေးတစ်စားရှိပါမယ်เนาะဒီကောင်ဆိုရင်ကျွန်တော်တို့ဒီမှာဒီလေသာအုပ်တာတွေရောဒီကောင်ဆိုဖော့ဩပါမယ်လေသာအုပ်တာရောဒီဟာရောဒီခုံတွေရောဒါကိုယ်တိုင်လုပ်တာပါဒီဟာတွေရောလက်တင်တုံးတွေရောအကုန်ဟိုဟာ logo ရှိရဆို logo ပါဒီ frame ချပြီးကတ်ပေးပါမယ်ဒီ frame ပါအကုန် PCဒီကောင်ဆိုရင်3သိန်းခွဲပါနော်ကျွန်တော်ဒါခက်မှန်းပြောတာပါအခုအဲ့ဒါမှလိုချင်တဲ့ပုံစံနဲ့ဒီအပေါ်ဒီဇိုင်းပြောင်းမယ်ဆိုရင်ပြောင်းလို့ရပါဒီပေါ်ဒီဇိုင်းလေသာဒီဇိုင်းရဲ့လေသာအယောင်တွေပြောင်းလို့ရတယ်ဒီကောင်ကတော့3သိန်းပါဒီကောင်ကကြတော့အပေါ်မှာ तू ကလေသာဆိုရင်မဲ့ तू ကဒီဖော့တော့မပါပါဘူးနော်ဒီကောင်လေးကဒီကောင်ဆိုရင်ဖော့ပါမယ်ဒီကောင်ဆိုဖော့ပါမယ်ပြီးတော့ out frame ပုံစံလေးကဒီကောင်ကြတော့အောက်မှာဒီလိုမျိုးအညီသွားပေးထားပါတယ်ဒီကောင်လေးကကြတော့ခြေနင်းခြေထောက်လေးနည်းနည်းထုတ်ပေးတာဒီကောင်ဆိုရင်တော့ဟိုပါပေါ့ဒီကောင်ဆိုနေရာတိုင်းပေါ့ညီဒီကောင်ဆိုနေရာအစုံသုံးလို့ကောင်းတယ်ဒီခြေထောက်ပုံစံနဲ့လုပ်မယ်ဆိုဒီကောင်ပုံစံလေးကတော့သူကဟိုညီမညီတော့နည်းနည်းပြဿနာရှိရပါတော့ညီမညီကြတော့နည်းနည်းခုံကလှုပ်တာပေါ့အရင်လှုပ်တယ်အဲ့လိုလေးရှိရပါကျွန်တော်တို့ဒီခုံမှာဆိုတော့ဒီမှာဒီဖော့တွေဒါဒီလေသာအပေါ်မှာလေသာတွေသုံးမိထားတယ်ဒီလေသာတွေလည်းကိုလိုချင်တဲ့ပုံစံပြောလို့ရတယ်နော်အယောင်ဆိုလဲအယောင်ပြီးရင်ဒီအောက်ကင်းလေသာတွေရောပေါ့နော်ဒါ frame PC ဒီကောင်ဆိုရင်တော့3သိန်းပါဒါကျွန်တော်ခက်မှန်းပြောရနော်ဒီကောင်ဆိုရင်တော့3သိန်းခွဲခက်မှန်းကျွန်တော်တို့ဒီဟော်လိုတစ်ခွဲမသုံးခြင်းဘူးနှစ်ပတ်လည်းသုံးခြင်းတယ်ဆိုရင်တော့တစ်ဈေးပါဒါကတော့အထူသုံးထားတာပါဟုတ်ကဲ့အားလုံးပဲကျေးဇူးပါလိုအပ်ရင်ဆက်သွယ်လိုက်ပါနော်399664 399 233ညဖုန်းနံပါတ်